ရှိဦးစွာဖျားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနေ့မှလည်းကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာမှာပြင်ဆင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်ကြားလိုပါတယ်ဝိပုယကျမ်းအခန်းကြီး6အခန်းငယ်12မှ73ဖြစ်ပါတယ်ရစ်ပလင်မီးသည်မသေးဘဲအစဉ်လောင်ရမည်ရစ်ပရောဟိတ်သည်နတ်နှစ်တိုင်းထင်းမီထဲ့၍ထင်းပေါ်မှမီးရှို့ရာရစ်ကိုခင်းရမည်ထိုပလင်ပေါ်မှလည်းမိတ္တဟာယရစ်စီဥကိုမီးရှို့ရမည်ရစ်ပလင်မီးသည်အလင်းမသေးဘဲအစဉ်မပြတ်လောင်ရမည်ဖတ်တော်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းဘဝအတ္တမှာအတိတ်တဖန်ဘုရားသခင်တွင်တင်ဖွင့်ပြကောင်းကြီးရှိပါစေချစ်လစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ဒီနေ့နှုတ်ကပတ်တော်ကကျမတယောက်စီတိုင်းကိုရစ်ပလင်မီးတနည်းအားဖြင့်ပြောဝိညာဉ်ရေးရမီးယုံကြည်ခြင်းမီးအစေခံခြင်းမီးမငြိမ်းဖို့ရန်အတွက်ဒီကနေ့ဘုရားစကားပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်မတို့ရဲ့အတ္တတာထဲမှာအစဉ်အမြဲလောင်ရမယ့်မီးသည်ဝိညာဉ်ရေးရမီးဖြစ်တယ်ဆိုတော့ဒီကနေ့မနေ့ခွန်အားပေးဝိညာဉ်တိုက်တွန်းခြင်းဖြစ်ပါတယ်ထို့သောကြောင့်ချစ်လာစွာသောညီကိုမောင်နှမများတို့တတိထားဆင်ခြင်းအသက်ရှင်ဖို့အမတန်မှအရေးကြီးတဲ့အချိန်ကာလရောက်နေပါပြီအခြေအနေတွေပြဿနာတွေအခက်အခဲဒုက္ခအမျိုးမျိုးတွေကတင်းနဲ့ကျွန်တော်ရဲ့ဝိညာဉ်ရေးကမီးကိုမငြိမ်းစေဖို့ရန်အတွက်တင်းနဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းမီးမငြိမ်းစေဖို့ရန်အတွက်ဒီကနေ့ဘုရားသခင်ကျွန်တော်တို့ကိုစကားပြောနေခြင်းဖြစ်ပါတယ်ထို့သောကြောင့်ဒီနေ့လောကမှာအသက်ရှင်နေတဲ့အခါမှာကျွန်တော်တို့လောင်ရမယ့်မီးသည်တောကမီးလောကမီးမဟုတ်ဘဲနဲ့ဝိညာဉ်ရေးရာမီးယုံကြည်ခြင်းမီးဖြစ်တယ်ဆိုတာဒီကနေ့ခွာပေးခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲလို့ပြောတဲ့အခါမှာတင်းနဲ့ကျွန်တော်ကယုံကြည်သူဘုရားသခင်ရွေးချယ်ထားသောရစ်ပရောဟိတ်ဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်တို့နားလည်သဘောပေါက်ဖို့ဖြစ်ပါတယ်။သင်္ကရွေးချယ်ခြင်းခံထားရတော်သူဖြစ်ပါတယ်။ကျမ်းစာတော်မြတ်တစ်ပိုက်ကလည်းရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး2အခန်းငယ်9ဖြစ်ပါတယ်။တင်တော်မူကမောင်မိုက်ထဲမှအံ့ဖွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။နင်းစည်းစိမ်ရှိသောယစ်ပရောဟိတ်မျိုးတန့်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏။နှုတ်ကပတ်တော်ကဒီနေ့တင်တဲ့ကျွန်တော်ကိုဘုရားသခင်သည်မှောင်မိုက်ထဲကနေရွေးချယ်ခဲ့တဲ့ဘုရားဖြစ်တယ်ထို့တဲ့ကြောင့်ကျွန်တော်တို့ကိုရွေးချယ်ထားခြင်းရည်ရွယ်ချက်သည်လောကမှာအသက်ရှင်တဲ့အခါမှာဝိညာဉ်ရေးရာမီးတောက်လောင်ပြီးယုံကြည်ခြင်းမီးအစေခံခြင်းမီးအသက်ရှင်ခြင်းမီးဖြစ်ဘုရားရဲ့အကြံစီတော်ဘုရားရဲ့အလိုတော်ဘုရားရဲ့အမှုတော်မြတ်ထဲမှာအသက်ရှင်အစေခံခြင်းဖြင့်မြေကြီးပေါ်မှာဘုန်းတော်ထင်ရှားဖို့ရန်အတွက်ဒီကနေ့ကျမတို့ဘာမီးလောင်နေလဲဆိုတာကိုယ့်ရဲ့တက်တာပြန်လဲစစ်ဆေးဖို့အမှန်မှအရေးကြီးပါနှုတ်ကပတ်တော်မြတ်ကတော့တင်တဲ့ကျွန်တော်ကိုဝိညာဉ်မီးယုံကြည်ခြင်းမီးတောက်လောင်နေဖို့စကားပြောနေတာဖြစ်ပါတယ်ကျမတို့ရဲ့အသက်တာရစ်ပလင်ဝိညာဉ်ရဲ့မီးအစဉ်တောက်လောင်နေတော့အသက်တာဖြစ်ဖို့ဒီနေ့ဂရုစိုက်ဆင်ခြင်နှလုံးသွင်းဖို့ရန်အတွက်အမှန်မှအရေးကြီးပါတယ်ထို့သောကြောင့်ချစ်လာစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ယခုလိုခဲရင်ဆွေးရုပ်တဲ့ခေတ်ကာလကြီးထဲမှာဘုရားသခင်နှုတ်ကပတ်တမန်တရားအားဖြင့်အသက်ရှင်ခြင်းဖြင့်ကျမတို့ရဲ့ယုံကြည်ခြင်းမျိုးကိုတောက်လောင်ခြင်းအစေခံခြင်းဖြင့်ဒီနေ့ကျွန်တော်တို့ဘုရားတရားအမှုမှာစိတ်အားထက်သန်စွာဖြင့်ပါဝင်ဆက်ကပ်အစေခံခြင်းတတ်တည်ခံခြင်းဖြင့်ကျမတို့ရဲ့မီးကိုမငြိမ်းစေဖို့အစဉ်တောက်လောင်နေဖို့ရန်အတွက်ဒီကနေ့ခွန်အားပေးဝေမျှခြင်းဖြစ်ပါတယ်ဘယ်လိုအခက်အခဲတွေဒုက္ခတွေစိန်ခေါ်မှုတွေကမှတင့်ရဲ့ဝိညာဉ်ရေးရာမီးကိုမငြိမ်းစေဖို့ရန်အတွက်တတိထားဆင်ခြင်နှလုံးသွင်းဖို့အမတန်မှအရေးကြီးတဲ့အချိန်ကာလရောက်နေပါပြီထို့သောကြောင့်ချစ်လာစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ကျမတို့ရဲ့အသက်တာစက္ကအနှင်ခြင်းဖြင့်မြေကြီးပေါ်မှာဖျားအကျဉ်းစီလိုတော်နာမတော်
ဘုန်းတော်ကိုထင်ရှားတဲ့အသက်တာမိသားစုသာသနာအသင်းတော်ဖြစ်ဘုရားဘုန်းထင်ရှားစေပါမည်အကြောင်းဒီနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးဝိညာဉ်တိုက်တွန်းခြင်းဖြစ်ပါတယ်သင်ကဘုရားသခင်အထူးရွေးချယ်ထားသောယစ်ပရောဟိတ်ဖြစ်ပါတယ်ထို့သောကြောင့်သင်ရဲ့ယစ်ပလင်မိကိုမငြိမ်းစေဖို့ရန်အတွက်တတိပေးခွန်အားပေးလို့ဆိုခြင်းဖြစ်ပါတယ်ခဏလောက်ကျွန်တော်နဲ့သူသခင်ထံတိုးဝင်ပြီးမှအသက်တာစက္ကပ်အနံ့ခြင်းဖြစ်ကျွန်တော်ကျမတို့ရဲ့အသက်တာရစ်ပလင်မီးအစဉ်တောက်လောင်ခြင်းဖြစ်မြေကြီးပေါ်မှာဘုရားဘုန်းထင်ရှားဖို့ရန်အတွက်ခဏလောက်စက္ကပ်အနံ့ကြရအောင်ကောင်းမြတ်ဆုံးလင်၍သားသမီးတို့ကိုချစ်တဲ့ထာဝရအဖမြတ်စွာသောဘုရားကိုရောနာမတော်ချီးမွမ်းတဲ့နာမတော်ကောင်းချီးပေးပါတယ်ဒီကနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်တဲ့သားသမီးတို့ရဲ့ဘဝအသက်တာရစ်ပလင်မီးသည်လောကရဲ့သွေးဆောင်ခြင်းလောကရဲ့ဖိစီးခြင်းစိတ်ခုံမှုတွေကြောင့်တခါတလေဝိညာဉ်ရေးရမီးငြိမ်းသွားပါတယ်တိုးတော်လည်းဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်အသက်တပံတုန်တင်ဖွင့်ပြတဲ့အတွက်ရှေ့တော်မှာတိုးဝင်လာတဲ့အခါသားသမီးတို့အားနည်းခြင်းမစုံလင်ခြင်းတွေဝန်ချတောင်းပန်လျက်သားသမီးတို့ရဲ့အသက်တာမှာအစဉ်တောက်လောင်နေဖို့ရန်အတွက်ဒီကနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်တယ်ကိုရောရဲ့ဝိညာဉ်မီးယုံကြည်ခြင်းမီးအစေခံခြင်းမီးတောက်လောင်သောအသက်တာဖြစ်မြေကြီးပေါ်မှာဘုရားဘုန်းထင်ရှားတဲ့သားသမီးများဖြစ်စေပါမည်ကြောင်းဆက်ကပ်အနံ့တဲ့အခါသားသမီးတို့ကိုချစ်တဲ့သခင်ယေရှုဖခင်နာမဖြင့်ကျေးဇူးတော်ချီးမွမ်း၍ဆက်ကပ်အနံ့ဆုတောင်းကြပါ၏ဖခင်အာမင်